ဆေးပြစ်သူမောင်ထင်ရေးသားသည်တလဲလဲတောက်ပနေတဲ့မီးရအောင်မှာဆယ်ကျော်တဲ့လူငယ်များပြခုတ်ပေါက်မြူတူနေကြပါတယ်တချင်းတန်ဘာအောင်ဖွင့်ထားပုံရပြီးတယောက်နဲ့တယောက်ခေါ်လို့အော်လို့ပဲမကြနိုင်တပြက်ပြက်လက်နေတဲ့မီးရောက်နေကြမှာတလဲလဲတောက်ပနေတဲ့မျက်လုံးတစ်စုံနဲ့အကြည့်ချင်းစုံလိုက်မိတာနဲ့တပြိုင်နက်အနာကိုရောက်လာပါတော့တယ်ရောက်လဲရောက်မေးလဲမေးယူမလားတဲ့ခေါင်းလဲအခါလဲ့လဲအပြေးနဲ့အသက်20စောစောကောင်းမလေးဟာအခုနနေရာကိုပြန်ရောက်ပြီးကြီးကန်းတောင်မှယူမဲသူရှာဖွေနေပါတယ်တငယ်ချင်းနဲ့အပျော်လာရင်းကနေဆေးလိုင်းကိုရောက်လာတာလို့စန်ဒီလို့သူ့ကိုယ်သူမိတ်ဆက်တဲ့အမျိုးသမီးငယ်ကဆိုပါတယ်အထိုင်ဆိုင်မှာတနင်္ဂနွေမရက်တော့ဘူးဒီမှာပဲလာရက်တော့မယ်တခါတလေတရက်တည်းတလားစာလောက်ရတာကိုလဲကျုပ်သူများလည်းကြုံမဲလို့ရီကျဲကျဲနဲ့ပြောပါတယ်ရန်ကုန်မြို့ရဲ့ night flight မှာသူတို့ဆေးပစ်သူလို့ခေါ်ပါတယ်ကက်တမိုက်ကေမက်တာဖက်တမင်ရာဘတ် WY Happy Water အစရှိတဲ့စိတ်ကြောက်ဆေးမျိုးစုံရန်ကုန်မြို့ရဲ့ညဘဝ night flight မှာလွယ်လွယ်ကူကူရနိုင်ပါတယ်။ကေဆိုတာကက်တမိုင်းဖြစ်ပြီးနောက်တစ်မျိုးကတော့ E လို့ခေါ်တဲ့ acid ပါ။ Happy Water ကတော့ဆေးပေါင်းစုံကိုအချိုးစားမျိုးမျိုးနဲ့ရောထားလို့ပြောရပါမယ်။အဲ့ဒီဆေးကြီးသုံးဆွဲနေတဲ့အချိန်မှာစိတ်တွေတက်ကြွလာမယ်။အာရင်တွေပြီးတော့ပျော်လာမယ်။လေရဲမြောင်းနေတယ်လို့လွတ်နေတယ်လို့ခံစားခြင်းနဲ့တညလုံးမနာတမ်းခုတ်ပေါက်နေနိုင်တာကြောင့်လူငယ်တွေအများစုဟာပါတီညပွဲတွေမှာအဲ့ဒီဆေးတွေကိုသုံးလာကြတာဖြစ်ပါတယ်။ဒီဆေးတွေမပါပဲအင်မတန်ဆူညံပေါက်ကွဲနေတဲ့ night flight ထဲမှာပျော်ရွှင်မြူးတူးနိုင်ဖို့အင်မတန်ခက်ပါတယ်။အဲ့ဒီစိတ်ကြွဆေးမျိုးစုံကိုကလပ်မှာလက်လီရောင်တဲ့သူတွေကိုဆေးပြက်သူတွေလို့ခေါ်ပါတယ်။စန်ဒီအပါဝင်အများစုသောဆေးပြက်သူတွေဟာကိုယ်တိုင်သုံးဖို့လဲရှာရင်သူများကိုဖြတ်ဖြူးနေကြတာပါ။မူရဆေးတွေကလူငယ်တွေရဲ့လက်တကမ်းဖြစ်တဲ့ကလပ်တွေဘားတွေမှာပဲရှိနေပေမဲ့လူတိုင်းတော့အလွယ်တကူဝယ်တောက်နိုင်လားပေါ်နေတာတော့မဟုတ်ပါဘူး။အနည်းဆုံးကြက်၈သားလောက်ကနေစပြီးသိန်းချီနေတာကြောင့်ငွေကြေးတက်နိုင်တဲ့အတိုင်းဝိုင်းအောင်သူတွေပဲဝယ်ယူဖို့လက်လန်းမိပါတယ်။ဒါကြောင့်စန်ဒီတို့အတွက်တော့ဆေးပြည့်ရင်ပတ်စံရှာကြရပါတယ်။အိမ်တော်ပက်ကနေပြန်ပေးနိုင်သေးတယ်။ပေးရှာရတယ်မဟုတ်ဘူးလို့ခက်ကြွားပြောပါတယ်။သူဆိုလိုတာပြည်တစားတွေကိုဆိုလိုတာပါ။ဆေးတွေကိုဖြတ်ခွဲရဖို့အလွယ်တကူရတာမဟုတ်ဘူးလို့တော့စန်ဒီကရှင်းပြပါတယ်။မိကုံမထုတ်ရဘူး၊ကော်ပိုရေးမတက်ရဘူး၊ဆက်စုမလုပ်ရဘူးလို့သူဟာဆိုပါတယ်။ဘယ်ရလဲဘသူတွေဖြတ်တာလဲဆိုတော့သိစရာမလိုပဲကို့လာပေးရဲ့လူစီကယူဖြတ်ရတာလို့ဆိုပါတယ်တနေ့ကျော်လောက်ရှိပေမဲ့အဖမ်းဆီးတစ်ခါမှမကြားရဘူးလို့သူကပြောပါသေးတယ်ရက်ွက်တွေထဲတွားရောက်ရတာမဟုတ်ပဲဒီလိုကလပ်တွေဘားတွေမှာပဲမို့လို့အဖမ်းဆီးမခံရတာဖြစ်နိုင်တယ်လို့လည်းသူကဆိုပါတယ်လူကြီးသားရဲ့လေလမ်းကြောင်းခင်းနိုင်တာပေါ့လို့သူကဆိုပါတယ်နိုင်ငံရဲ့တစ်ဖက်မှာဘာတွေဖြစ်နေလဲဆိုတာကို तू မသိဘူးသူနဲ့လည်းမဆိုင်ဘူးလို့သူကဆိုပါတယ်အာနာသိအစပိုင်းတော့ဆန္ဒပြပွဲတွေတစ်ခါတငယ်ချင်းရင်နဲ့တွားဖို့တယ်လို့သူကပြောပါတယ်ရောင်စိတ်လောက်တာပဲလို့သူကထည့်ပြောလိုက်သေးတယ်စလိတ်တစ်ဖွာနှစ်ဖွာရှိုက်ပြီးတော့အမှန်တော့အဲ့အိမ်နဲ့ပတ်သက်ပြီးနားမလဲဘူးတရားရီတွေ့ရင်တော့ဝမ်းနေဒါပေမဲ့မိသားစုဘဝအရေးကြီးတယ်အိမ်ကအစ်စ်မပြေနေဘူးကိုကလည်းလှချင်တယ်အပျော်မဲ့တယ်ကားရတာကိုကြိုက်တယ်အဲ့တော့ဒါကွက်တိပဲတညလောက်ကမနေ့ကတည်ဆိုတော့ဘာမှမသိတော့ဘူးလို့မရမနာပြောသွားပါသေးတယ်အသက်22နှစ်ပဲရှိသေးတဲ့ဆေးပြစ်သူစန်ဒီအတွက်ဒီလမ်းဟာနောက်ထားရစရာလမ်းလို့အခုထိမတွေးမိသေးတာသိချပါတယ်နောက်နေ့တွေမှာလည်းဒီနေရာဒီကလပ်မှာပဲစန်ဒီကိုဆေးပြစ်ဖို့တွေ့နေတော့မှာပဲ